ခုနကတော့ဘာတွေဖြစ်နေလဲဘာတွေဆက်ဖြစ်မှာလဲဒါလေးကိုသိကြပါမယ်နော်အဲ့တော့ဒီဟာလေးရွေးထားတဲ့သူတွေအရင်ဆုံးကြည့်ပြီးပါမယ်ဒီကကလေးကိုရွေးထားတဲ့သူတွေအနေနဲ့ကအခုဘာတွေဖြစ်နေလဲဆိုလို့ရှိရင်ကိုအလုံးလုံးချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်ဖို့အတွက်ကိုလမ်းလည်မှာတင့်နေရမျိုးပေါ့ဘာနဲ့ရက်လို့ရက်နေမှမသိတင့်နေတာမျိုးလေးတွေဘာဆက်လို့မှမသိစဉ်းစားချင်နေရတာလေးတွေတွေ့ဝင်နေရတာလေးတွေဒီလမ်းကိုဆက်လျှောက်ဖို့ရောတင်ပါမလားဒီလမ်းကိုနှုတ်ဆက်လိုက်ရင်ကောင်းမလားဆိုပြီးတော့တွေ့ဝင်နေရမျိုးလေးတွေရောဖြစ်နေတာလေးရှိပါမယ်အဲ့တော့ဘာဆက်ဖြစ်မလဲလို့မေးမယ်ဆိုရင်တော့လောလောဆယ်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့သုံးရမယ့်အနေအထားရှိရင်တော့ဆက်မလုပ်ပါနဲ့အောင်ငွေကြေးကိုစုထားလိုက်ပါအောင်အရင်ငွေကြေးကိုပုံအောပြီးသုံးလိုက်ရမယ့်ကိစ္စတွေဆိုရင်တော့မလုပ်လိုက်ပါအောင်မလုပ်ပါနဲ့အောင်နော်ငွေကြေးကိုသုံးရမယ့်ကိစ္စတွေဆိုရင်တော့မလုပ်ပါနဲ့အောင်ငွေကြေးမသုံးရတဲ့ကိစ္စတွေဆိုရင်တော့ဆက်လျှောက်တင်ပါတယ်ငွေကြေးသုံးရမယ့်ကိစ္စတွေဆိုရင်တော့ခဏလောက်ရပ်ထားလိုက်ပါအောင်နော်အဲ့တော့ဒီကက်ကိုရွေးထားတဲ့သူတွေအတွက်ကိုခင်အောင်ကြည့်ပေးပါမယ်အဲ့တော့ဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့အခုဘာဖြစ်နေလဲလို့မေးရမယ်ဆိုရင်တော့emotion အရန်ကိုများနေတယ်စိတ်လှုပ်ရှားနေတယ်စိတ်ပိုင်းဆိုင်ရာထိလွယ်ရှလွယ်နေတာမျိုးလေးတွေစိတ်ပိုင်းဆိုင်ရာထိလွယ်ရှလွယ်တဲ့အတွက်ဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ကန်မချနိုင်တာမျိုးလေးတွေရှိတဲ့အတွက်လောလောဆယ်စိတ်ကိုကြည်ကြည်လင်လင်ဖြစ်အောင်လုပ်ပါတရားထိုင်တဲ့ရင်ထိုင်ပါစိတ်ရှည်တတ်အောင်လို့အချိန်လေးခဏယူပြီးမှလုပ်ဆရာရှိတဲ့ decision တွေကိုလုပ်သင့်ပါတယ်နော်။ဘာဆက်ဖြစ်မလဲလို့မေးမယ်ဆိုရင်တော့လောလောဆယ်မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းထားတာမျိုးတွေမလုပ်ဘူးကိုယ်စိတ်ကိုဖိနှိပ်တာမျိုးချိုးနိုင်တာမျိုးတွေမလုပ်ဘူးဆိုရင်တော့အရန်ကိုပောက်ကွဲသွားမဲ့ချိန်ကိုက်ဘုံကြီးတစ်လုံးကိုတည်ထားရလို့ဖြစ်သွားနိုင်ပါတယ်။ lesson ကောင်းကောင်းပေးမယ်နောင်တတွေကောင်းကောင်းရနိုင်တဲ့အနေအထားတွေကိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့လူတွေလည်းတိတ်ပြီးတော့သတိမထားလိုက်မိအောင်လို့ကိုယ့်ရဲ့စိတ်ကိုချိုးချိုးနှိမ်နှိမ်နဲ့တရားထိုင်နေထိုင်စိတ်ရှည်သိစိတ်ရှည်ပြီးတော့ကိုယ့်ရဲ့ချိန်ကိုက်ဘုံရဲ့စနက်တန်အောင်ဖြုတ်တတ်ဖို့လိုပါတယ်နော်အခုကိုတွေးထင်နေတဲ့အရာတွေအရင်ကြီးမားတဲ့ထိလွယ်ရှားလွယ်ပောက်ကွဲလွယ်တဲ့ကိစ္စတွေမဟုတ်သေးတဲ့အတွက်ကိုယ်စိတ်ကိုခဏလေးထိန်းထားဖို့လိုအပ်ပါတယ်နော်အဲ့တော့နောက်ဆုံးဒီကက်ကိုရွေးထားတဲ့သူတွေအတွက်ကိုကြည့်ပြီးပါမယ်အဲ့တော့ဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကလက်ရှိအနေအထားမှာအရာအလုံးကိုဥဆောင်နေရတဲ့သူ idea အသစ်တွေကိုဖန်တီးနေရတဲ့သူအရန်ကိုအတွေ့အကြုံကောင်းနေနဲ့ခွန်အားအသစ်တွေနဲ့စိတ်ဝင်စားဖို့အသစ်တွေနဲ့လုံနေတဲ့သူဖြစ်တဲ့အတွက်လက်ရှိဒီ flow လေးတိုင်းပဲဆက်သွားတာကကောင်းပါတယ်လက်ရှိဒီ flow လေးတိုင်းပဲမပြောင်းမဲနဲ့ဆက်သွားတာပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဘာဆက်ဖြစ်မလဲမေးမယ်ဆိုရင်တော့သတင်းကောင်းတွေကြားရတာမျိုးကိုမထင်ထားရလောက်တဲ့ကိုအရန်ကိုလိုချင်နေတဲ့ project တွေရတာမျိုးမကောင်းတဲ့ negative emotion တွေကိုနာကနေထွက်ခွာသွားတာမျိုးကိုနဲ့ပတ်သက်ပြီးတော့ကိုလုံနိုင်စွမ်းတွေက limitation မရှိဘဲနဲ့အများကြီးလုံနိုင်ကိုင်နိုင်တာမျိုးလေးတွေကြုံရဖို့ရှိပါတယ်နော်